ဒီလိုထင်မထားတကယ်စကားဖြစ်ပါလေ။ကျေးဇူးလည်းအများကြီးတင်ပါတယ်။ အားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်ကတော့ USA ရောက်နေတဲ့ဒေါ်လေးကသူ့ရဲ့သူမလေးအပေါ်မွေးနေ့ surprise လေးလုပ်ပေးချင်တယ်ဆိုလို့ဒေးစီမှာစာပြီးလေးလာအပ်ပေးထားတဲ့ဘောနော်ဆိုပြီးပြမကိုစားတောက်ဖို့ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုအဆုံးထိလိုက်ကြည့်ပေးဖို့ပြောချင်ပါတယ်တငယ်ချင်းတို့လည်းကိုချစ်ရတဲ့သူတွေကို surprise လေးလုပ်ပေးချင်တယ်ဆိုရင်ဆွေဒီပေးကိုတတိယဖို့မမင်းနဲ့တော့ဆွေဒီပေးရတော့အင်အယောဝန်ဆောင်မှုပေးနေပါပြီရှင်ဒီဗီဒီယိုကိုလည်းဆုံးထိလိုက်ကြည့်ပေးဖို့ပြောချင်ပါတယ်ဒီနေ့ကစားလို့နောက်ထပ်နေ့တရားတွေ့နေချင်တာငါရှင်ခွင်မှာထားတဲ့သစ္စာလာကြောင်တွေလုံးမဖြတ်ဘူးထားရာပြောရှင်စိမ့်မဲ့ငါကျဲလက်ကို Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you Happy birthday to you ဒေးကြတယ်ဘာလို့မမင်းတရားထဲကိုပဲ You the most in heaven I don't mean I Yeah yeah Hey baby I can't need it ငါရှင်ခုံလုံးကြွားချစ်ချင်ဒီဆိုခွေးအားပြစီခွေးဒါဟာလေးမိတ်ဆွေပြောင်းနိုင်နေဖို့ဆိုတဲ့မျိုးကွယ်နာမည်နဲ့တွေ့စနေနေရစားလို့နောက်ထပ်နေ့တရားနေချင်တာငါရှင်ရမထားတဲ့သစ္စာလာကြောင်တွေလုံးဖြတ်ဘူးထားရာပြောရှင်စိမ့်မဲ့ငါကျဲလက်ကိုယုံကြည်စွာကိုင်ထားပါနာမရှိလေးလုံးမတွေ့တာတူတူရှောင်းဆုံးပေါ်လမ်းမှာ Happy birthday Happy birthday Happy birthday to you မလေးဒီနေ့ညီမလေးရဲ့အသက်ပနေကိမင်းနေ ဆက်ရှိဖြစ်နေရှင်။နေတရားပဲဒီနေ့ကဘူးဒီမွေးနေ့ကဘူးလုပ်ပေးတယ်လို့ညီမလေးတင်တယ် Happy birthday to you Happy birthday ဒီနေ့အတော်လို့ပြော to you ဦးလေးနဲ့တော့ဘယ်နှမရှိတာ US မှာရှိတယ်။ တော်တော်ချစ်တယ်နော်တော်လေးအားစတောင်းစနာလေးပြောလိုက်တယ်ဒီနေ့ကြာရောက်တော့သမီးလေးမနာမွေးနေ့မှာစားတဲ့နောင်နေ့ပေါင်းများစွာတိုင်စိတ်ချမ်းသာကိုကြမှာစွာဖြစ်တဲ့ချစ်ချင်တော့စန္ဒာလိုချင်တော့အရာရာတိုင်းကိုအခက်အခဲမရှိတဲ့ရအောင်ယူပိုင်ဆိုင်နိုင်ပါစေတဲ့ပညာတတ်ကြီးဖြစ်ပါစေမိဘဆွေမျိုးညာမျက်နှာตาရစေတော့သမီးလေးဖြစ်ပါစေတဲ့မိသားစုအားလုံးကြမှာကြပါစေတဲ့ဘုရားသခင်ကောင်းချီးပေးပါစေလို့အတော်ဒီလူမိသားစုမှာစုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ပေးဆုံးဖြစ်နေရှင်။ Happy birthday to you စီစားရဲ့အခုလိုမျိုးမိမိဘယ်လိုပဲကျေးဇူးလည်းရမ်းတင်ပါတယ်။ပြီးတော့ဒီလိုထင်မထားတကယ်စကားဖြစ်ပါလေ။ကျေးဇူးလည်းအများကြီးတင်ပါတယ်။စီစားရဲ့စီစားရဲ့မိသားစုအားလုံးနဲ့ကျမ်းမာချမ်းသာကြပါစေ။လုံးစင်အချမ်းတိတ်မကလေးလို့ဖတ်ဘူးထားရာပြောရှင်စိမ့်မဲ့ပြရှင်ရှင်နဲ့မိထိုင်နိုင်ပါစေ။ဒီကွာတို့တအောင်မြင်နိုင်ကြပါစေ။ဒီမှာကောင်းပြန်တောင်းပေးလိုက်ပါရှင်။ ငါလေးကြောင်းနေသေးလား ဟောနေလေးရှင် အခုပဲလာရောက်ပြန် ။အော်ကြည်တဲ့တဲ့လို့ရှင် အစောညီမလေးတော်လေးကအောက်ဝေးမှဆိုသူတို့ကပြန်มาတော့ဗာပြန်ကြောပြီး ဒေးကြတယ် ။
မိသားစုကျန်းကျန်းမာမာပြည့်ရှင်ရှင်နဲ့ကျမကျန်းမာရေးအကျိုးပြုစိတ်ကြတဲ့မှာရှင်နဲ့ဒါတက်ကန်နေတဲ့လက်ဆောင်တဲ့အဒီအတွက်ဆိုအန်ဒီရောသူတို့ဘာပြန်လို့ဖြစ်နေလဲတော့သူတို့ဒီမောင်လေးနဲ့ညီမလေးနဲ့မိသားစုတွေအကုန်လုံးချမ်းသာချမ်းသာကြော်ဆွမ်းနဲ့မိသားစုဘဝကိုမြဲတမ်းခံနိုင်ကြပါစေလို့တောင်းပေးပါတယ်